လာမင်းရမယ်ကိုထိန်းပြခဲ့တဲ့နယူကာဆယ်ရဲ့ဘယ်နောက်ခံလူဝစ်ဟော်အားလုံးပဲမင်္ဂလာပါ OK Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နယူကာဆယ်ရဲ့ဘယ်နောက်ခံလူဝစ်ဟော်နဲ့ဘာစီလိုနာရဲ့ပါရမီရှင်လေးလာမင်းရမယ်တို့ကြားကအားပြိုင်မှုဟာစိန်ချင်းပတ်ကွင်းကြီးထဲမှာတကယ်ကိုကြည်ကောင်းခဲ့တဲ့တိုက်ပွဲတစ်ခုပါဝဲစားကလေးကရမယ်ဟာသူ့ရဲ့ခန္ဓာကိုယ်အရှိန်နဲ့ဟောကိုဝင်တိုက်ပြီးဖိအားပေးဖို့ကြိုးစားခဲ့တာဟာဒီပွဲရဲ့ပြင်းထန်မှုကိုပြသလိုက်တာပါရမယ်အနေနဲ့နောက်တစ်ပွဲပယ်ခံရဖို့အဝါကတ်တစ်ခတ်ပဲလူတော့ပေမဲ့လည်းဟောကိုအနိုင်ရဖို့အတွက်ဆိုရင်ဘလို့စွန့်စားမှုမျိုးကိုမဆိုလုပ်ဖို့အဆင်သင့်ရှိနေခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းအင်္ဂလန်လူငယ်လေးဟောကတော့အလျှော်ပေးဖို့စိတ်ကူးမရှိခဲ့ပဲရမယ်ရဲ့ချင်းချောက်မှုမှန်သမျှကိုအကောင်းဆုံးတုံ့ပြန်သွားနိုင်ခဲ့ပါတယ်ဘာစီလိုနာအသင်းကသူတို့ရဲ့အဓိကတိုက်စစ်မှုလေဝွန်ဒေါစကီစီကိုဘောလုံးရအောင်မနေစူးစမ်းနေရချိန်မှာတောင်မန်ကရမယ်ကိုပဲအာကိုဗီတိုက်စစ်ဆင်ခဲ့ကြတာပါရမယ်ဟာဘောလုံးရတိုင်းသူ့ရဲ့ထုံးစံအတိုင်းလှည့်ထွက်ဖို့ဒါမှမဟုတ်ထိုးပေါက်ဖို့ပြင်ဆင်လိုက်တိုင်းမှာလူးဝစ်ဟော်ကအနားမှလိုက်ပါလာပြီးအခွင့်အရေးမရအောင်ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်ရမယ်ကတင်မြန်တဲ့ခြေလမ်းတွေနဲ့ကိုဟန်ပြောင်းလဲမှုတွေကိုဟော်ကအာယုံစိုက်ပြီးဖျက်ထုတ်နိုင်ခဲ့တာကြောင့်ဘာစီလိုနာရဲ့တောင်မန်တိုက်စစ်ဟာထင်သလောက်ခရီးမပေါက်ခဲ့ပါဘူးဟောကခံစစ်တွေမကပဲတိုက်စစ်ပိုင်းမှာပါအသင်းအတွက်အားကိုးထိုက်သူဖြစ်ကြောင်းတက်တည်ပြခဲ့ပါသေးတယ်ကိုပေါက်ဘက်မျက်နှာမူထားရတဲ့အခြေအနေမျိုးမှာတော့ပါနေတဲ့လှည့်ကွက်နဲ့ပြိုင်ဘက်ရဲ့ဖိအားပေးမှုကိုကြော်ဖြတ်ပြီးနယူကာဆယ်ကိုတိုက်စစ်ဆင်နိုင်အောင်ဖန်တီးပေးနိုင်ခဲ့တာပါဒါအပြင်ကွင်းလယ်ကနေအိုဆူလာစီကိုလှပတဲ့ဝေးပေးပို့မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ဘာစီလိုနာရဲ့မြင်မာတဲ့ခံစစ်တန်းကိုဖောက်ထွက်နိုင်ဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲကဟောအတွက်တော့အားလုံးအချောတက်နိုင်ခဲ့တာမျိုးတော့မဟုတ်ပါဘူးပထမပိုင်းမှာဒန်ဗန်နဲ့သူနဲ့ဂျာကဆက်သွယ်မှုလွဲချော်သွားလို့ရာဖင်ညာအပိုင်အခွင့်ရေးချသွားခဲ့ပေမဲ့လည်းကံကောင်းလို့ဂိုးမပေးခဲ့ရတာပါဒီလိုအမှားလေးတွေရှိခဲ့ပေမဲ့ဒန်ယာကနေပြန်လာတဲ့ရမယ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တဲ့ကစားသမားတွေတဲ့ဟောကထိတ်ဆုံးကပါဝင်နေပါပြီကမ္ဘာအဆင့်ကစားသမားတယောက်ကိုရင်ဆိုင်ရမှာပြသခဲ့တဲ့သူ့ရဲ့တည်ငြိမ်မှုနဲ့စွမ်းဆောင်ရည်ဟာလူတိုင်းကိုတတိထားမိစေခဲ့ပါတယ်ဝယ်စားချိန်မိနစ်60နီးပါးမှာတော့ဟောကကိုယ့်ရဲ့ဂိုးဧရိယာတွေကနေပြိုင်ဘက်ဘယ်ချမ်းအထိခိုင်90နီးပါးဆွဲပြေးသွားခဲ့တာကြောင့်စိန်ချင်းဘက်ကွင်းကြီးတစ်ခုလုံးဟိန်းကနေဖြစ်သွားခဲ့ပါသေးတယ်။အဲဒီနောက်10မိနစ်အကြာမှာလဲမာဖီစီကိုတိကျတဲ့ဖြတ်တင်မော်ပေးပို့နိုင်ခဲ့ပြီးဒါဟာနယူကာဆယ်အတွက်အကောင်းဆုံးဂိုးရနိုင်မဲ့အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။ဟော်ရဲ့ဒီလိုကစားပုံဟာနယူကာဆယ်ပရိသတ်တွေကိုအားတက်စေခဲ့တယ်လို့ရမယ်ကိုကစားသမားမျိုးကိုထိန်းချုပ်ရင်းနဲ့ပါတိုက်စစ်ကိုကူညီနိုင်ခဲ့တာကြောင့်တကယ်ကိုကြီးကျူးစရာကောင်းလာပါတယ်။လက်ရှိမှာတော့လူးဝစ်ဟော်ဟာဒန်ယာပြဿနာအချို့ကြောင့်သောမတ်တူဟယ်ရဲ့အင်္ဂလန်လက်ဝေးစဉ်အသင်းမှာပုံမှန်မပါဝင်နိုင်သေးပါဘူး။ဒါပေမဲ့ရမယ်လိုကစားသမားမျိုးကိုအခုလိုရှင်ပြိုင်နိုင်စွမ်းကိုကြည့်ချင်းအပြင်လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာအင်္ဂလန်အသင်းရဲ့ဘယ်နောက်ခက်လိုနေရအတွက်သူဟာအလားအလာရှိဆုံးသူဖြစ်လာပါလိမ့်မယ်။ဒီညခြေစွမ်းဟာသူ့ရဲ့ကစားသမားဘဝအတွက်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့တယ်လို့ပရိသတ်တွေအတွက်လည်းမျှော်လင့်ချက်အသစ်တွေပေးစွမ်းနိုင်ခဲ့ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ OK Sport ကို Like and Follow လုပ်ထားပြီးဖို့ပြောကြားရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။